လူတစ်ယောက်ကလူအများကြီးကိုလိမ်ရင်ကျွန်တော်တို့ခေါ်တာလူလိမ်တကယ်လို့အဖွဲ့အစည်းနဲ့လူတွေအများကြီးစုပြီးတော့ system တစ်ခုစနစ်တစ်ခုကိုစောင့်ပြီးတော့လူဖမ်းတယ်စင်ပွားပေါ့နော်အဲ့ဒီလိုမျိုးအဖွဲ့အစည်းကိုကျွန်တော်ဘယ်လိုခေါ်ရမလဲလူလိမ်ပဲလားကျွန်တော်တို့အဲ့ဒါကိုလူလိမ်လို့မခေါ်ဘူးကျွန်တော်အနေနဲ့ဆိုရင်မျိုးဆက်ဖြတ်လူလိမ်ပြန့်ပွားရေး corporation ဒါဆိုပို့ပြီးတော့မှန်မယ်ကျွန်တော်ဒီရက်ပိုင်းမှာ social မှာခက်စိတ်ကလေးတွေ့လာရတယ်လူတွေရဲ့ပေါ့နော်အလောက်ကန်အခုချိန်မှာရှိတဲ့ကြောင့်အလောက်ကန်ရှားပါမှုနောက်ပြီးတော့ကျွန်တော်တို့လူငယ်တွေရဲ့ဘယ်လိုပြောမလဲအောင်မြင်ခြင်းစိတ်ဖြစ်ထွန်းခြင်းစိတ်တိုးတက်လို့စိတ်ပေါ့ဗျာအစရှိသဖြင့်ပေါ့အဲ့ဒီစိတ်တွေကိုကျွန်တော်တို့စိတ်ပညာနဲ့ပေါင်းပြီးတော့ခုတုံးလှုပ်ပြီးတော့လှုပ်ရှားတဲ့ဟာလေးတွေတွေ့ရပါတော့အဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့ coach ပေါ့ coach တူချင်းဆွေးနွေးပေးတည်လို့အဖွဲ့လိုက်ကိုကျွန်တော်တို့ကပြောပြပြီးတော့ဘယ်လိုတိုးတက်အောင်ဆိုတဲ့ပုံစံမျိုးတွေကနေစတယ်မက်လောက်ဆရာစကားတွေစီထားတယ်ပြီးတော့တကယ်ကိုကျွတ်တဲ့စကားတွေပေါ့နော်အများကြီးတော့လုံးဝစာတန်ပေတန်အဲ့ဒီမှာဗမာလိုပြောလို့ရတဲ့စာသားတွေလည်းတော့အင်္ဂလိပ်လိုတုံးထားနေတယ်ကျွန်တော်အနေနဲ့ကျွန်တော်ခံယူတာသင်တန်းဆိုတဲ့ပုံစံကကျွန်တော်လည်းသင်တန်းတွေတက်ခဲ့ပူပါတယ်โอเคဟစ်ချက်သင်တန်းလား Chinese စာစာ European စာစာမုတ်လို့သင်တန်းလားအစားရှိတဲ့ပေါ့ဗျာအများကြီးရှိတယ်အဲ့ဒါတွေကလက်တွေ့ကြတယ်သင်တန်းတော့ဘယ်လိုလုပ်ဘယ်အချိန်စားနဲ့ထည့်ဘယ်လောက်နှက်ဘယ်လောက်ချက်ဒါပဲလက်တွေ့ပြန်ပြီးတော့အသုံးချလို့ရတယ်အခုဒီသင်တန်းတွေမှာသင်တန်းလို့သုံးနှုံးပြီးတော့ပြန်သင်ပေးလိုက်တာကနောက်ထပ်လူတွေကိုပြန်ပြီးတော့ဆရာကြီးပြန်လုပ်တဲ့ပုံစံမျိုးမကြနော်ဖြစ်ပုံကအဲ့လိုမျိုးသင်တန်းတွေကိုလုပ်ပြီးတော့အခုလူငယ်လေးတွေအများကြီးပါသွားတယ်ရုပ်ရည်ရှိတယ်ကွန်ပျူတာသုံးတတ်တယ်အင်္ဂလိပ်စာကိုအရေးအဖတ်အပြောအသင့်ရှိမယ်โอเคမဆိုးဒါဒီကျွန်တော်တို့ရဲ့ကြားကွက်ထဲမှာဒီကစားကွက်ထဲမှာအရန်ထည့်ကစားလို့ကောင်းတဲ့အရွယ်လေးတွေဆိုတော့အဲ့လောက်လွယ်လားကျွန်တော်တို့အောင်မြင်မှုတိုးတက်မှုလို့ဘာလို့ကကျွန်တော်က online နေ download ဆွဲလို့ရတာမဟုတ်ဘူးလေဟုတ်လားကိုယ့်ကိုရှောက်လန့်ကြည့်ရတာပဂရိတရားနဲ့မကင်းกว่าပဲနဲ့ကျွန်တော်ကရှောက်လန့်ကြည့်ရတာအခုကမဆိုးပါဘူးဆိုတော့ဒါကိုကျွန်တော်စောင့်ကြည့်လာတာ maybe 2019လောက်တည်းစောင့်ကြည့်လာတာတဖြည်းဖြည်းသူကကြီးလာတယ်အဖွဲ့အစည်းတွေကြီးလာတယ်ဒါပေမဲ့သူတို့ချင်းချင်းကတော့အဖွဲ့လို့မပြောဘူးဒါပေမဲ့သူတို့ရဲ့တိဆောက်ထားတဲ့ system ကအတူတူပဲအဲ့လောက်လွယ်လားဆိုတော့ဒါမေးစရာပါနော်ဒါကကျွန်တော်ကဘသူ့ဟိုမှာတော့ထိခိုက်လို့စိတ်တော့မရှိပါဘူးဒါပေမဲ့ညလုံးထဲမှာမြင်လာတာကတော့တိတ်ပြီးတော့အဆင်ပြေတဲ့အထက်မှာတော့ပါမလာဘူးကျွန်တော်လည်းသင်တန်းဖွင့်လို့ရတယ်ဘာသင်တန်းလဲဆိုတော့ကျွန်တော်3-4ယောက်ပဲလက်ခံမယ်အတင်းပြောသင်တန်းဒါအတင်းနေတုတ်ကြမယ်ပြောကြမယ်ဆိုကြမယ်ပြီးတော့ခင်ဗျားတို့ရဲ့အကြိုက်ကိုလိုက်ပြီးတော့ပြောမယ်မီးလောင်ရလေပင့်စကားတွေပြောမယ်ငါကတည်းကခင်ဗျားတိုးတက်တော့မှာကိုယ့်နဲ့ကိုယ်စူးစမ်းနေလို့သူတို့နဲ့တွေ့တဲ့အချိန်မှာ
ဖူးဆိုပြီးတော့မီးစအောင်မှုတ်ပေးလိုက်တာဒီလောက်ကခမရအဖေမေလည်းလှုပ်တတ်တယ်ခမရညီကူမောင်တို့ကလည်းလှုပ်ပေးတတ်တယ်ခမရအခြေစိုးတငယ်ချင်းတွေလည်းလှုပ်ပေးတတ်တယ်ဘာခက်လို့ဆိုတော့ကောင်းကြီးပိုင်းက4 5 6ယောက်9ယောက်ကတော့လုံးဝအစီနစ်တွေကိုဆွဲစားသွားတယ်ပြီးတော့တင်တန်းပြီးရင်တင်တန်းဆိုပြီးတော့တစင်းစစ်ပြန်တက်ခိုင်းတယ်အလဲမှာ% 20ရာခိုင်နှုန်းစားအပေါ်မှာ80ရာခိုင်နှုန်းစားအောက်မှာ9ဘူး6ပဲစားစနစ်တော့စနစ်နဲ့လိန်လို့ရှိရင်ကျွန်တော်တို့ကခံရတယ်အဲ့တော့မအားအောင်ပဲကိုယ့်ကိုစူးစမ်းရတာပေါ့ love you guys